ငါပါကျွန်တော်တို့ကောမရီမှာတွေ့နေရတယ်ဗောနော်ကျွန်တော်တို့တိုင်းရင်းသားတွေကိုရွေးတယ်ပြီးရင်အာကာသိပ္ပံရောက်လို့ရှိရင်ပြန်ပြေးတယ်ဗောနော်ပြန်ပြေးတယ်ဆိုတာအကြောင်းရင်းရှိတယ်ဗျကျွန်တော်တိုင်းရင်းသားတွေမှာမဟုတ်ကျွန်တော်တို့ဗမာတွေရောအကုန်လုံးပဲအာကာသိပ္ပံရွေးသွားတယ်ရွေးတယ်ဒါပေမဲ့ပြန်ပြေးတယ်ဆိုတာသူတို့မှာအကြောင်းအများကြီးရှိတယ်ဗျအာကာသိပ္ပံဘယ်လိုမျိုးလဲဆိုတော့ဗျာကျွန်တော်ကြောင်းလဲထားပြီးတယ်ဒီဘောလုံးပညာလဲတင်ပေးတယ်ပြီးလို့ရှိရင်အဲ့လိုလက်ကလည်းပေးတယ်ဗောနော်တစ်လောက်ကို3000လောက်တော့ပေးတယ်ဗောအဲ့လိုပေးတယ်ဗောဒီပြန်ပြေးလာတဲ့အကြောင်းရင်းကိုကျွန်တော်ဘယ်လိုသိလဲဆိုတော့ကျွန်တော်ရှစ်တန်းတော့ဘော်ဒါဆောင်တက်တာဗောနော်ဘော်ဒါဆောင်တက်တဲ့ချိန်မှာကျွန်တော်တို့အကူတယောက်ဗောနော်နောက်တယောက်ရှိရင်နောက်တယောက်အမတယောက်အကူတယောက်မတယောက်ဗောအကူတယောက်ကကျတော့အဲ့ဒီဖုန်းတစ္ဆာမင်းတဲ့မှာဖုန်းတစ္ဆာမင်းတို့နဲ့တူတူပဲလေ့ကျင့်ခဲ့တာသူကတော်တော်ကောင်းတာဘောလုံးကန်တာလေဘောလုံးစကေးက dribbling skill ရော passing skill ရောမိုက်တယ်ကျွန်တော်ဖူးစဲကန်လို့ရှိရင်သူနဲ့တွဲကန်အိုးမိုက်နေပဲသူရဲ့ dribbling လက်တဲ့ skill ရယ်ဆောင်းရမိုက်တယ်သူ့ဆိုတော်ကြားတယ်ကျွန်တော်တို့ဘောလုံးကန်တာလည်းလုံးဝကောင်းတယ်ပညာလည်းပါတယ်အရက်ကလည်းမြင့်ပဲကျွန်တော်တို့ဟိုကျော်စင်လွင်တို့ဆိုင်ပေါ့အဲ့ကိုကကျော်စင်တို့ဆိုင်နေတော်တော်ကောင်းတာသူ့မေးကြည့်တယ်နော်ဘာလို့ကိုအားသိပါပြန်ပြေးလာတာလဲလို့ပြောတော့သူကနော်သူ့ရဲ့အဖေဆုံးတာပေါ့ဆုံးတဲ့ချိန်မှာခွင့်တောင်းတဲ့ချိန်မှာပေးမပြန်တော့သူဘလို့လုံးမှပေးမပြန်ဘူးပြီးတော့သူခိုးပြန်လာတာပေါ့နော်ပြီးတော့သူလက်ကဖလိုက်မျိုးလက်ကလည်းနဲတယ်ပေါ့နော်လက်ကလည်းဘာလို့မရဘူးပြီးလို့ရှိရင်အဲ့လိုမျိုးကိုကအမှနေကြာပါမယ်ကိုအဲ့လိုလက်ရွေးစင်တို့ဘာလို့မရွေးဘူးပေါ့နော်ရွေးတယ်ဆိုတာလည်းအရင်တော့ဘလို့ရွေးတယ်ဆိုတာလူတိုင်းသိမှာပါအဲ့လိုရွေးတယ်အဲ့လိုမျိုးရွေးပြီးကျန်တဲ့လူတွေကအာဂသိပ္ပံမှာအဲ့ဒီပဲနေ့ကြာနေပြီးတော့လက်ကလည်းနည်းနည်းလေးနဲ့တိုင်ပြီးပတ်နေတာပေါ့နော်အကြောင်းတချို့တွေပြန်ပြေးတယ်တချို့တိုင်းသားတွေကြတော့လေသူတို့အသက်ပြေးတဲ့ခါကျရင်မဖြစ်မနေသူတို့လောရမယ့်ဟာရှိတယ်ပေါ့နော်အဲကြောင့်တချို့တိုင်းသားတွေကလည်းအသက်ပြေးတာနဲ့ပြန်ရတယ်ပေါ့အကြောင်းကိုတချို့အရင်တော့လက်ရွေးစင်မှာတိုင်းသားမရှိတော့ရှားသွားတာပေါ့ပါတော့ပါတယ်နဲတယ်နော်ပြောတာမပါဘူးပြောမို့အဲ့လိုဖြစ်သွားတာပြီးတော့အဲ့ဒီအာဂသိပ္ပံကိုပြအဓိကအရင်တော့ဆိုလို့ရှိရင်အာဂသိပ္ပံကအဲ့လိုမျိုးရှိပေါ့လာကကောင်းမှမထောက်ပံ့နိုင်ဘူးပြီးလို့ရှိရင်အဲ့ဒီကိုယ့်ရဲ့ကြောင်းမျိုးကြောင့်ပြန်ကျင်နေဆိုရင်တော့ပေးမပြန်ဘူးပေါ့နော်ဘလို့မှပေးမပြန်ဘူးအဲ့တော့ဆိုအဲကြောင့်တချို့တွေကအာဂသိပ္ပံကိုကျွန်တော်မသွားချင်ကြတော့ပေါ့နော်ရွေးတော့တချို့တွေကမလိုက်ပါဘူးကျွန်တော်အခုတောင်းလိုက်ပါပြီးပြန်လာတယ်အဲ့ဒီအမတယောက်ဆိုလို့ရှိရင်ကျွန်တော်ဘော်ရောင်တက်နေအမတယောက်ဆိုလို့ရှိရင်သူကချင်းလုံးလက်ရွေးစင်ပေါ့နော်သူရွေးရတာချင်းလုံးရွေးရတဲ့ကြောင့်မှသူအဲ့လိုပဲသူလည်းကောင်းတယ်ချင်းကတ်တယ်တော်တော်ကောင်းတယ်ဒါအဲ့လိုပဲပြန်ပြေးလာတာပဲအဲ့လိုကိစ္စတွေရောက်ပါနော်ဒီလိုတွေရှိတယ်ပေါ့မန္တကယ်ကလူကောင်းမွန်ထောက်ပံ့ပေးနိုင်တော့ဗျာဘယ်သူကပြန်ပြေးလာတော့ဟုတ်တယ်မလားကိုယ့်ရဲ့လူမှုရေးတွေပါနေတော့အဲ့လိုမျိုးတွေပြန်လွတ်ပေးပေါ့သူကိုကခလေးဆိုလူငယ်ဆိုတည့်တိုင်းပဲလေကိုယ့်ရဲ့ခန္ဓာကြောက်ဦးစားပေးတာဆိုတော့ကိုယ့်ဖေဆုံးတဲ့ချိန်ကိုကမသွားရရင်ဘယ်လောက်ထိရင်းလာစရာကောင်းတော့ဟုတ်တယ်မလားအားကြောင့်မို့သူတို့ပြန်တယ်ပြီးရင်ပတ်စံကြောက်လည်းပြန်တယ်လာစားလည်းနဲတယ်ပြီးရှေ့ရီမှန်းကျမ်းမှာလည်းကိုယ့်အတွက်ဘာမှမရှိဘူးပေါ့အဲ့ပုံစံမျိုးကြောက်ပြန်ကြတာပေါ့နော်